ပဲမင်္ဂလာပါဒီနေ့မှာတော့တိစုံပဲဟင်အချင်းလေးချက်ပြပါမယ်နော်ကျက်တုံအနေချင်းကျက်တုံဖြူစွနေမုံအယောင်တင်မှုလေးထည့်ပြီးအစိမ့်နဲ့ပြောင်းအောင်စီတက်ပေးပါမယ်အစိမ့်နဲ့ပြောင်းပြီးဆိုရင်အသီးနှံလေးထည့်ပြီးတေချာကမှွေပေးပါမယ်ရေလေးထည့်ပေးပါမယ်ရေလေးထည့်ပြီးပုတ်ပွက်ဆူအောင်တည်ပေးပါမယ်ပုတ်ပွက်ဆူလာပြီဆိုရင်တော့ပဲလေးထည့်ပေးပါမယ်တေချာစားနှစ်ဆအောင်မှွေပေးပါမယ်စားချုံမုံလေးထည့်ပြီးနူးတဲ့အထိတင်ထားပါမယ်အသီးနှံလေးလုပ်ပြီးဆိုရင်မကြီးရည်လေးလောင်းထည့်ပေးပါမယ်တစ်ဖက်မှာပဲဥတင်ထားကောင်ကျတော့အနည်းပြတော်တဲ့ရဲ့မုံရင်းစိထည့်ပြီးတော့စီတက်ပါမယ်စီတက်ထားရပြီဆိုရင်ပဲလေးကိုလောင်းထည့်ပါမယ်မဆလာလေးအုပ်ပေးပါမယ်လည်းမင်းငရုတ်ဒီဇိုင်းလေးအုပ်ပေးပါမယ်နော်ကဲအခုဆိုရင်အရုပ်မွေးပြီးစားလို့ကောင်းတဲ့ဒီဆုံးပဲအချင်းလေးရပါပြီနော်အားလုံးပဲလက်လူစားကြည့်ကြပါ